ဂျပန်ခေတ်တုန်းကဂျပန်စစ်ဗိုလ်ကြီးတယောက်ကရေနနာတွေပိုက်ပြီးဒီမှာတည်သွားတာတဲ့ခမရကသေးပြီခမရကတော့သေးပြီခမရကအဲ့ရင်ကြီးမှာ9နှစ်တခါလောက်တော့အင်ရှင်တစ်တွေပေါ်လာတယ်ဒါပေမဲ့အင်ရှင်တစ်မှန်တယ်တည်ရဲ့သူကတည်ပြီးရဲ့သူကပြီးတာကျုပ်တို့ရဲ့ဟောဒီအိမ်နဲ့ရေနနာပစ္စည်းတွေတခြားလူတွေရဲ့လက်ထဲကိုပါမသွားအောင်လို့အခုရောက်နေတဲ့မိသားစုကိုလည်းကျုပ်တို့တွေ6လမ်းပဲအဲ့တော့6ကြနိုင်ဟိုဘရင်းဘော်ကြီးကပွင့်သွားတာတခါကြီးပွင့်သွားနော်အဲ့လိုပေးရတယ်ပိုက်ကဘယ်ရောက်တာလို့အော်ကျေးဇူးတ िश ူးပေးဟိုမမမောင်တို့6ဖို့လာတာမဟုတ်ပါဘူးခင်ဗျ6ဖို့လာတာမဟုတ်ဘူးလေပြောတယ်မျက်နှာလည်းမျက်နှာစိုးကြီးနဲ့ပြောရလိုက်တာမောင်လေးကကိုနှလုံးသားထဲမှာမင်းငါနေလို့မျက်နှာဝဲမော်စံတော့အချစ်စစ်တူ အားရဒီနောက်တစ်ခုရှိတယ်မတူညီတဲ့ဘဝ ငါတရေလေငါဘာဖြစ်နေတာလဲနင်းနာမင်းအမှန်တိုင်းပြောညအကောင်မလေးကိုလုံးဝမချောက်ခဲ့ဘူးမလားဘောင်းလေမူးလေလို့ပါခင်ဗျာအမတရေကခေါင်းမူးတွေရှိတာအေးရရှာတယ်အရှောက်ရှာ